မင်္ဂလာပါဒီနေ့ကျွန်တော်တို့ကြောက်ဖြုံသည့်ရဲ့ကျမရဲ့အချိုးချီးကျူးတွေအကြောင်းဖော်ပြထားတဲ့သတင်းရင်းမြစ်လေးတစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်ဗျာဟုတ်ကဲ့ရှင်ဒီရင်းမြစ်ထဲမှာဆိုရင်လေကြောက်ဖြုံသည့်ကဗီတာမင်တွေသတ္တုဓာတ်တွေပါတာကနေစပြီးတော့စီးချူသမားတွေအတွက်ကောင်းတယ်ကိုယ်လေးချင်းလောချဖို့အသုံးဝင်တယ်ပြီးတော့ခန္ဓာကိုယ်ကိုအေးမြစေတယ်ဆိုတာဒီထိဖော်ပြထားတာတွေ့ရတယ်ဟုတ်ပါတယ်တော်တော်လေးကိုစုံစုံလင်းလင်းဖော်ပြထားတာနော်ကျမကြည့်လိုက်တော့လေကြောက်ဖြုံသီးကိုကျမ်းမာရေးအတွက်ဘတ်စုံအသုံးဝင်တဲ့စားစာတစ်ခုအဖြစ်တင်ပြထားတာတွေ့ရတယ်ရှင်ဟုတ်ပါအထူးသဖြင့်အစာချေစနစ်ကနေစိတ်ကျန်းမာရေးအထိပါဝင်နေတာကအပူပြီးစိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်တယ်ဟုတ်ကဲ့အစာချေစနစ်နဲ့ပတ်သက်ပြီးတော့လေအစာရင်အနာတတ်တာတို့ဦးလန်းချောင်းတွေကအန်ဒီယာရှိတဲ့ဘက်တီးရီးယားတွေကိုဖယ်ရှားပေးနိုင်တယ်ဆိုတာမျိုးကြတော့တော်တော်လေးထူးခြားတယ်နော်စင်စီတဲ့တတိရှိတယ်လို့ပြောလို့ရမှာပေါ့နော်အစားချေလန်းကြောင်းကျမကြီးကောင်းမွန်ထွန်းကတခြားခိုခံအားစနစ်တို့စိတ်အခြေအနေတို့အများကြီးကိုတက်ရောက်မှုရှိနေတာဆိုတော့လေဟုတ်ပါတယ်ဒါကတကယ်အရေးပါတဲ့အချက်တစ်ခုလို့ပြောနိုင်ပါတယ်ရှင့်နောက်တစ်ခုကျွန်တော်တတိထားမိတာကကိုလဲချင်ရှော့ချတဲ့ကိစ္စတယ်ရေဓာတ်က96%တောင်ပါတယ်ဆိုတော့ဟုတ်တယ်ဟုတ် ကယ်လိုရီနည်းနည်းနဲ့အာဟာရကပြည့်ပြည့်ဝဝရနိုင်တယ်အဲ့တော့တခြားကယ်လိုရီများတဲ့အစားရဲ့နေရာမှာအစားထိုးစားသုံးလို့ရတယ်ဆိုတဲ့သဘောမျိုးပြောထားတယ်ဖြော်ရည်လုတ်တောက်တာလို့ပါတော့ပေါ့အဲ့ဒါကရေဓာတ်များတာရဲ့အမြန်ဓာတ်ပါတာရဲ့ပေါင်ဆက်မှုရဲ့အကျိုးကျေးဇူးပေါ့နော်ရေဓာတ်များရှပါကိုရေဓာတ်ပြင်ဖြည့်ပေးတယ်အမြင့်ဓာတ်ကကြတော့အစာချေတာကိုကူညီတယ်ပြီးတော့ဘိုက်ပြစ်တင်ခံစားရစီတော့အလွန်အကျွဲမစားမိအောင်ထိမ့်ပေးနိုင်တယ်ဆိုတဲ့အချက်ကိုအခြေခံပြီးဖော်ပြထားတာပါဟုတ်ကဲ့သွေးတိတ်စေတဲ့အာနိတန်ဆိုတာကတော့ဗျာအဲ့ဒါကနည်းနည်းထူးခြားတယ်လို့ခံစားရတယ်အပြင်းတန်ရမဟုတ်ပဲနဲ့အတွင်းပိုင်းသွေးယိုတာတွေဟိုမှာနှာခေါင်းသွေးလျံတာတို့ဟုတ်စီးတဲ့သွေးပါတာတို့လေခေါင်းကြောင့်သွေးယိုတာမျိုးတွေအတွက်ပို့ဖြော်ရည်တောက်ရင်တက်တာစေတယ်လို့ဖော်ပြထားတယ်ဒီဖော်ပြချက်အရာဆိုရင်တော့တဘာဝကုထုံးတစ်ခုလိုအာနိတမျိုးကိုဆိုလိုပုံရပါတယ်ရှင်ရှေ့ကတည်းကအဲ့လိုအတွင်းပိုင်းသွေးယိုတာတွေတို့သုံးခဲ့ကြတယ်ဆိုတဲ့အစင်လာအမြင်မျိုးကိုပြောချင်တာဖြစ်မယ်ဩဟုတ်ကဲ့ပြီးတော့စိတ်ပိုင်းဆိုင်ရာကိုလည်းအထောက်အကူပြုသေးတယ်ဆိုတာကပို့ပြီးတော့စိတ်ဝစားဖို့ကောင်းသေးတယ်ဟုတ်ပါအာနိတင်ရှိတယ်လို့ဆိုတယ်ဖြော်ရည်နေတိုင်းတောက်ရင်စိတ်ဖြစ်စီမှုတွေပါရော့နိုင်တယ်ဆိုတာမျိုးဒါကအစားအစာကနေစိတ်နဲ့အာယုံကြောစနစ်အပေါ်မှာတယောက်မှုရှိနိုင်တယ်ဆိုတဲ့ရှုထောင့်ကိုပြနေတာပဲလေစိတ်ငြိမ်စေတယ်ဆိုတာကလည်းပြင်းထန်တဲ့ဆေးလိုမျိုးတော့မဟုတ်ဘဲနဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုဟန်ချက်ညီအောင်အေးမြအောင်လုပ်ပေးတဲ့တတိကြောင့်ဖြစ်နိုင်တယ်လို့ဒီရမက်ကဆိုလိုချင်တာပါဟုတ်ကဲ့အလားပါအတွက်တော့အသုံးဝင်နေတယ်နော်ဟုတ်တယ်ဟုတ်အရေးကိုတံပြားတွေနဲ့ဖြစ်ဖြစ်ပေါင်းတင်စေတခြားဟာနဲ့ဖြစ်ဖြစ်ရောလင်းရင်အမေးဆက်တဲ့တက်တာပြီးအသားရည်ကြီးလင်းစေတဲ့အသားရည်အတွက်ပေါ့ဟုတ်တယ်ဥယျာဉ်ပြားကိုလင်းရင်ပေါက်ပြောက်တယ်အစိတ်ကိုကြတော့အုံးစီနဲ့ရောလင်းရင်ဆမင်ကောင်းတယ်ဆိုပြီးရေးထားတာလေးတွေ့တယ်အဲ့ဒါကတော့အတွင်းပိုင်းကျမ်းမာရေးကအပြင်ပန်းအလားပါကိုပါထောက်ပံ့ပေးတယ်ဆိုတဲ့သဘောတရားနဲ့ကိုက်ညီနေတာပေါ့နော်အစာဟာရပြေဝမှုကအသားရည်ရောဆံပင်ကိုပါအားထိပြီးတဲ့ဆိုတဲ့အချက်ကိုဒီနေရာမှာတွေ့နိုင်တာပေါ့တခြားအကျိုးကျေးဇူးတွေလည်းတော်တော်ဆုံးလင်တာပဲဗျာဝမ်းချုပ်တာတတဲ့အမြန်တန်းနဲ့ရေဓာတ်ကြောင့်ဖြစ်မယ်ဟုတ်တယ်လေအပြောစီဆိုတာကလည်းစိတ်ဖြီစီမှုရော့စေလို့ဖြစ်မယ်စီမန်စေတယ်စီးရှင်စေတယ်ရေဓာတ်ထင်းကြီးပြီးတော့ကြောက်ကကျန်းမာရေးအတွက်ပါကောင်းနိုင်တယ်ဆိုတဲ့သဘောဟုတ်ပါသွေးဟာနဲ့ယောဂတော့ကောင်းတယ်ကိုလက်စထရောကျစေတယ်အဲ့ဒါကနှလုံးအတွက်ကောင်းတာပေါ့ဟုတ်ကဲ့ဒီကပဲဒီရင်းမြစ်မှာဖော်ပြထားတဲ့အကျိုးကျေးဇူးတွေကတော်တော်လေးကျယ်ပြန့်တာနော်ဟုတ်ပါတယ်ဝမ်းချုပ်တာကနေအိတ်ဆက်ခြင်းနှလုံးကျန်းမာရေးအထီကိုပါနေတာသူ့ရဲ့အဓိကတတိဖြစ်တဲ့အေးမြစေတာရဲ့အာဟာရပါဝင်မှုရဲ့ရေဓာတ်များတာရဲ့အဲ့ဒါတွေကဒီအကျိုးကျေးဇူးတွေရဲ့အခြေခံဖြစ်မယ်လို့ထင်ပါတယ်ရှင်စားတဲ့သုံးဆန်ကလည်းဟင်းချိုဟင်းချက်ယူထိုးပြီးစားလို့ရတယ်လို့ဆိုထားတော့ချက်ပြုတ်စားတော့ရတာလေအဆင်ပြေတဲ့တီးနှံတစ်မျိုးလို့ပြောရမှာပေါ့ဟုတ်ပါတယ်ကောင်းပါပြီဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့အချက်လက်တွေရဆိုရင်တော့လေကြောက်ဖျုံတီးဟာဒီသတင်းရင်းမြစ်မှာဖော်ပြထားတယ်လို့ဆိုရင်ပေါ့နော်အစာချေစနစ်ကိုလေးချင်းထိမ့်သိမ့်မှုသွေးတိတ်စေတာစိတ်ပိုင်းဆိုင်ရာညင်သက်မှုအသားရည်နဲ့ဆံပင်အလားအပနောက်ပြီးဝမ်းမှန်တာအိပ်ပျော်တာစီးမှန်စေတာစတဲ့ကျန်းမာရေးကဏ္ဍအတော်များများမှာအထောက်အကူပြုနိုင်တဲ့လားလာရှိနေတာတွေ့ရပါတယ်အတိအကျပါပဲရှင်ဒီရင်းမြစ်ကကြောက်ဖီယုံတီအိုရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့အာဟာရကပြော့သွားပြီးကျန်းမာရေးအထောက်ပတ်စုံအသုံးတဲ့နိုင်တဲ့တဘာဝအစားအစာတစ်ခုဖြစ်ကောင်းကောင်းမိမောင်းထိုးပြထားတာတွေ့ရပါတယ်ဒီအချက်တွေပေါ်မူဒီပြီးစဉ်းစားစရာလေးတစ်ခုကတော့ဗျာကြောက်ဖြုံတီးလိုမျိုးခန္ဓာကိုယ်ကိုအေးမြစေတာအစိတ်အတောက်ပြေးစေတာစိတ်ကိုငြိမ်သက်စေတာစတဲ့
အတွင်းပိုင်းဟန်ချက်ညီမှုကိုအားပေးဟဲ့တဘာဝအစားအစာတွေကိုပေါ့လေကျွန်တော်တို့ keep the နေစဉ်စားတောင်းမှုပုံစံတွေမှာပို့ပြီးတော့အလေးပေးထည့်သွင်းလာကြမယ်ဆိုရင်တဦးချင်းစီရဲ့ကျမ်းမာရေးတာမကပဲနဲ့လူမှုကျမ်းမာရေးအပေါ်မှာပါဘယ်လိုမျိုးခြေပြန့်တဲ့ကောင်းကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာလေးပါပဲ ဟုတ်ကဲ့စဉ်းစားစရာချက်ကောင်းလေးပါပြီရှင်